ရတဲ့တက်ကြီးရဲ့အိုတွေနဲ့အားနည်းသူတွေကတော့ရင်ထဲမှာဒေါသတွေထွက်နေကြပေမဲ့တနာစရာကောင်းတဲ့ပုံစံနဲ့ပဲကြည်နေနိုင်ကြပါတယ်။ဒါကိုမြင်တော့အဖေကကျွန်တော်ကိုသူ့နောက်မှာဆွဲထားလိုက်ပြီးအမာယုနဲ့လူကိုအတင်းပြုံးပြလိုက်တယ်ဆရာကြီးကျွန်တော်သားကဘာမှနားမလည်သေးလို့ပါသူ့အိတ်ထဲမှာစားစရာတချို့ပဲပါတာပါအကုန်ယူသွားပါသူ့ကိုတော့ဘာမှမလုပ်ပါနဲ့နောက်ကျသွားပြီအမာယုနဲ့လူကလောင်ပြုံးပြုံးလိုက်တယ်ငါကအိတ်တင်မဟုတ်ဘူးသူ့အသက်ကိုပါလိုချင်တာသူစကားပြောပြီးတာနဲ့အမာယုနဲ့လူကကျွန်တော်စီကိုပြေးဝင်လာတယ်ကျွန်တော်မျက်လုံးထဲမှာအေးဆက်ဆက်အရေးအယောင်တွေဖြတ်ပြေးသွားတယ်နောက်ဆုံးမဲ့အစားကျွန်တော်ရှေ့ကိုတိုးလိုက်တယ်ကျွန်တော်ရဲ့တံပိုက်လုံးကိုလွှဲလိုက်ပြီးသူ့ရဲ့လက်ကောက်ဝတ်ကိုအားနဲ့ရိုက်ချလိုက်တယ်အယိုးကျိုးတန်အကျယ်ကြီးထွက်လာတာပေါ့အမာယုနဲ့လူရဲ့လက်ကောက်ဝတ်ကကြည့်မကောင်းအောင်ကိုကောက်သွားတယ်အားလုံးမင်သက်သွားကြတယ်ပိန်ပိန်ပါပါအင်းနဲ့ဒီကောင်လေးကတကယ်ပြန်တိုက်လိုက်မယ်လို့ဘယ်သူမှမထင်ထားကြဘူးလေအမာယုနဲ့လူကနာကျင်လုံးလို့ချွေးတွေပြန်နေပြီးမျက်နှာကြီးနီမြန်းပြီးအော်ဟစ်တော့တာပဲမင်းငိုက်ကိုရိုက်တယ်ပေါ့လေဝိုင်းကြဆန်သူ့ကိုဖမ်းဆန်သူ့ကိုတေးချင်စိတ်ပေါက်အောင်ငါလုပ်ပြမယ်လူမိုက်တွေလည်းတတိပြန်ဝင်လာကြတယ်သူတို့အော်ဟစ်ပြီးကျွန်တော်စီပြေးဝင်လာကြတယ်ကျွန်တော်ကြောပိုးအိတ်ကိုအဖေတို့စီပစ်ပေးလိုက်ပြီးတံပိုက်လုံးကိုမြောက်လိုက်တယ်လူမိုက်တယောက်ကတစ်သားတုံးနဲ့ကျွန်တော်ကိုရိုက်တယ်ကျွန်တော်ရှောင်လိုက်ပြီးလက်ကိုခတ်သွက်သွက်လှုပ်ရှားလိုက်တယ်တံပိုက်လုံးရဲ့အစွန်းကသူ့ရဲ့ပေါင်ကြားကိုတိတ်တိတ်ကြီးထိသွားတာပေါ့သူချက်ချင်းပဲအော်ဟစ်ပြီးခွေခောက်ပြီးလဲကျသွားတော့တယ်ကျွန်တော်ရဲ့လှုပ်ရှားမှုတွေကမလိုအပ်တာဘာမှမပါဘူးရိုက်ချက်တိုင်းကအားနေတဲ့အစ်အမြင့်တွေကိုပဲထိတာပါကိုကာကွယ်ဖို့အတွက်ပဲပေါ့သူတို့ကိုပို့ပြီးကြောက်လန့်စေတာကကျွန်တော်ရဲ့ခွန်အားကမကုံနိုင်မခဲနိုင်ဖြစ်နေတာပါပဲလူနှစ်ယောက်လဲသွားပြီးတဲ့နောက်ကြံတဲ့လူတွေလည်းကြောက်လန့်ပြီးရှေ့မတိုးရဲကြတော့ဘူးအမာယုနဲ့လူကသူ့ရဲ့ကျိုးနေတဲ့လက်ကောက်ဝတ်ကိုကင်ပြီးကျွန်တော်ကိုအန်တာတုံလှုပ်စွာနဲ့ကြည့်နေတယ်မင်းကဘယ်သူလဲမင်းကလည်းစွမ်းအားရှင်လားကျွန်တော်ဘာမှပြန်မပြောဘူးသူ့ကိုအေးဆက်ဆက်ပဲစိုက်ကြည့်နေလိုက်တယ်ဒီလတွေအတွင်းကပ်ပေးကာလမှာကျွန်တော်ခံစားခဲ့ရသမျှတွေကအခုအချိန်မှာတော့ဒေါသအဖြစ်ပြောင်းလဲသွားပါပြီထွက်သွားမဟုတ်ရင်သေးမယ်ကျွန်တော်ရဲ့ပြတ်သားမှုကသူတို့ကိုတုံလှုပ်သွားစေတယ်အမာယုနဲ့လူရဲ့မျက်နှာပြတ်သွားတာပေါ့ဒီလောက်အနေရများတဲ့လူနဲ့တိုးမိမယ်လို့သူမထင်ထားဘူးလေအဲ့ဒီလိုအခြေအနေတင်းမာနေတော့မှာပဲရုတ်တရက်စက်ယုံရဲ့တန်တကားကြီးကအတန်အကျယ်ကြီးနဲ့တုံခါသွားတယ်ဒုတိယအကြိမ်တတိယအကြိမ်ထပ်ဖြစ်လာတာပေါ့အဲ့ဒီအခါမှာတော့လူတွေအားလုံးထိတ်လန့်ကုန်ကြတယ်အပြင်ကဖုတ်ကောင်တွေတကားကိုအတင်းထုနေကြတာပါဘာဖြစ်တာလဲဖုတ်ကောင်တွေဘာလို့ရုတ်တရက်တောင်းကျမ်းနေကြတာလဲကြောက်လန့်မှုတွေကတောမီလိုပြန့်နှံ့သွားတယ်အမာယုနဲ့လူလည်းအချိန်မဆွဲတော့ပဲသူ့လူတွေနဲ့အတူတကားကိုအတင်းတွန်းထားကြတယ်ဒါပေမဲ့ဖုတ်ကောင်တွေကအယမ်းများလုံးတဲ့တကားကြီးကလည်းချိုင်းဝင်ကုန်ပြီးတကားချက်ကလည်းပြုတ်ထွက်တော့မဲ့အခြေအနေပါအားလုံးမျောလင့်ချက်မဲ့နေကြပြီးအဖေနဲ့အမေလည်းကြောက်လန့်တုန်ရီပြီးကျွန်တော်